မင်္ဂလာပါဒီနေ့မှာတော့ကားတိုင်းမဲ့ Lancelot gameplay လေးပဲဖြစ်ပါတယ် brother ရောမသိကျွန်တော်ကတော့ Lancelot ကန်ဒါဟာလေးကိုအရင်ဝင်ဘာကြီးတော့ဟဲ့ကဲရကွာဘက်သားလူတော့ဘက်မရပဲနဲ့တွေးရော်ကြီးပန်ပြေးလာပါတယ်တဲ့အဲ့အချိန်မှာဂိုးလင်းကိုတွားခဲ့မှုပဲဒါမှမဟုတ်ဂူရှင်ကပေါ်နေရဆိုဂူရှင်ကိုတွားတက်လိုက်တယ်ဟင်းအောင်ကြီးဘလို့ကြီးတော့ငါစောစောစီစီခေးရလို့ပြောနေရလေတေတော့မှအေးထင်းတဲ့အတိုင်းပဲကွာငါစိတ်ညစ်ပါတယ်ကျွန်တော် first started လူမှုပါတယ်ဒါပေမဲ့ကျွန်တော်ဘက်မှာ friend ကိုပဲရှိဆရာချောင်းလည်းလာမှာမဟုတ်ခွဲခဲ့ရလဲဟိုးပေါ်ထိန်အဲ့ဒါကြောင့်မလို့ first started ကိုအလူဒါနပြုတ်လိုက်ရအဲ့နဲ့ကောကိုပဲ AC လေးစားနေပါမယ်လေကူရှင်ရောက်လာဆို free K ပေါ့ဟာဘေးဟုတ်မလဲအလူကက်ကြီးကပဲရောက်လာတာကွာခုမှပတ်စားပြီးပဲဖက်တီပြန်ပြောက်သွားငါစိတ်ညစ်အမကြီးကျွန်တော်တို့ AC ပဲပေါ့လွတ်တယ်ပေါ့ AC ပေါ့အမဆရာချောင်းရင်ရောက်လာဟာလွတ်တယ်ပေါ့ဟာချောင်းဖလေကနဲ့ကန်သွားတာပါလေဟေးငါစိတ်ညစ်ဒီမှာကျွန်တော်ကတော့ retweet skill လေးပြလိုက်ပြီးပဲဖြစ်ပါတယ်အဲ့နေရာမှာငါပြောမယ်ကွာငါအမှန်တော့ retweet skill ကောင်းတာမဟုတ်အဲ့အာလူကဲကြီးက retweet ကိုမပေါက်တာဟေးဘာစိတ်ကူးပေါက်နေလဲမသိဒီမှာဆိုလဲကျွန်တော်ကဂူရှင်တစ်ကောင်နဲ့ထင်ပြီးတော့ဂူရှင် skill 1လေးကိုအင်မြူလိုက်ကြအမဆလီနာ heroine မှန်ချောင်းကလို့ချောပါဒီမှာဆိုလဲဗျာဆန်းအာလူကဲမပါဘဲနဲ့တယောက်တည်းလောလုံးနဲ့ကျွန်တော် AC လေး video ဝင်ပေါက်လိုက်မှာအာလူကဲရဲ့ရောက်ချတာဒါမဲ့လေတန်မာလေးဘာလို့လဲဆိုတော့ကျွန်တော်လည်းတည်ရ Leslie လည်းတည်ဒါမဲ့လောရလိုက်တယ်ကွာပြီးရင်အာလူကက်ကိုလည်းရလိုက်တယ်ဒီမှာဆိုရင်လည်း retweet ရတော့ပေါက်မို့ပဲဒါမဲ့မမီရောဆန်လော်ခီးသွားဟင်းအောင်ကြီးငါ first law ပဲရတာကွာ second law လည်းမရဘူးခုတက် law မှမရလာဘူးကွာစိတ်ညစ်အဲ့လိုမျိုးပဲပွဲကြီးကတော့အန်သွားပါတယ်ဘာမှတော့မလုပ်ရရောက်ကွာကားတိုက်ပြီးတော့အန်သွားပွဲကကောင်းနေတော့တခါရတာအဲ့ law ကြီးကကွာမေဂါတာဝါတလင်းတော့ဖောက်သွားဒီနေ့ကားတိုက် game လေးကတော့ဒီလောက်ပါ brother လို့နောက်နေ့မှပြန်တွေ့ကြပါ bye